online လိမ်လည်လောင်းကစားမှုများကိုအခြေချလုပ်ကိုင်ခဲ့ကြတဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုက္ကုနယ်မြေနဲ့ KK ဘက်နယ်မြေများရှိတရားမဝင်အဆောက်အအုံများကိုအပီးတိုင်ဖြိုချဖျက်ဆီးခြင်းများနဲ့လုပ်ငန်းလှုပ်ဆောင်ရာမှာအသုံးပြုခဲ့တဲ့ပစ္စည်းများကိုစနစ်တကျဖျက်ဆီးခြင်းများကိုဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့်ဆောင်ရွက်လျက်ရှိရန်ဒီကနေ့မှာရွှေကုက္ကုနယ်မြေတွင်ရှိတရားမဝင်18ထပ်အဆောက်အအုံတစ်လုံးကိုထပ်မံပြီးစနစ်တကျဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်ရွှေကုက္ကုနယ်မြေတွင်မှာအွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကျူးလွန်ရာမှာအသုံးပြုခဲ့တဲ့အဆောက်အုံ89လုံးနဲ့ရေရင်ထဲများဖြင့်ဖြိုချဖျက်ဆီးမဲ့အဆောက်အုံ58လုံးနဲ့ဖောက်ခွဲပြီးဖျက်ဆီးမဲ့အဆောက်အုံအလုံး20ဆိုပြီးအဆောက်အုံအမျိုးအစားလိုက်ခွဲခြားသတ်မှတ်ကစနစ်တကျဖြိုချဖျက်ဆီးလျက်ရှိရန်ဒီကနေ့မှာဖောက်ခွဲပြီးဖျက်ဆီးရန်သတ်မှတ်ထားတဲ့အဆောက်အုံအလုံး20နဲ့18ထပ်အဆောက်အုံတစ်လုံးကိုစနစ်တကျထပ်မံဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဌာနဆိုင်ရာပူးပေါင်းဖွဲ့များအနေဖြင့်ယနေ့ထိအွန်လိုင်းနေနဲ့လောင်းကစားလုပ်ငန်းများကျူးလွန်ရာမှာအသုံးပြုခဲ့တဲ့တရားမဝင်အဆောက်အုံစုစုပေါင်း86လုံးကိုစနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနဲ့ဖျက်ဆီးရန်ကြံရှိတဲ့တရားမဝင်အဆောက်အုံတစ်လုံးကိုလည်းဆက်လက်ပြီးစနစ်တကျဖျက်ဆီးသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။